နော်အဲ့မှာပါလဲဆိုအခုလက်ရှိ friend ဖြစ်နေတဲ့စကားလုံးတွေထည့်ပြောဖို့အတွက်ဖြစ်လာခဲ့ရင်ဒီလူပညာသမားဟိုငါတို့အားနာစရာဖြစ်လာအဲ့စိတ်ရှိမှလားဒါမှမဟုတ်ရင်အဲ့ဒီပေါ်ရရင်လုံးဝလူရှင်တော်တယောက်လိုပဲပြက်လုံးထုတ်ဖြစ်မှာအဲ့ဒါလေကျွန်တော်တို့အဖွဲ့ဘာလို့လဲတကယ်လို့များလိုအပ်လာခဲ့လို့ရှိရင်ကျွန်တော်တို့ညနာနာမဲ့လူတွေစတူဒီယိုပြီးတောင်းပါမယ်တကယ်လို့အချင်းချင်းဆိုရင်တော့အားမနာပါဘူးဒါပေမဲ့ကျွန်တော်တို့ကလေဟိုပြောတာကျွန်တော်တို့ကမချစ်အောင်လေသူတို့ပြန်ချက်သွားအောင်ပဲကျွန်တော်တို့ပြောဖို့ကပုံများတယ်သူတို့ကလည်းဟဲ့ငါ့ကိုအဲ့လိုလေးပြောသွားတာဆိုရင်ပဲသူ့ကိုဘိုးလောက်သွားတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့စိတ်သဘောဆန္ဒနဲ့ကျွန်တော်တို့ကစိတ်ပေါ်မှာရှောက်ပြီးပြင်မတာပြောနေတယ်ဟုတ်ပါဘူးကျွန်တော်တို့ show director ဖြစ်တဲ့ဒီဦးခင်လာရဲ့လက်ညှိုးမှုအောက်ပါပဲကျွန်တော်တို့ကသူ direction ပေးတဲ့အခါမှာကျွန်တော်တို့ကားပြတ်ပြောနေပါတယ်ပြီးကျွန်တော်တို့ပေးတာပါလို့ဆိုတော့အကြီးတွေလည်းရှိတဲ့အတွက်ကြောင့်ဝင်းရပေးတဲ့လက်ညှိုးမှုတွေဥဆောင်မှုတွေနောက်ကပဲကျွန်တော်တို့ကစိတ်ပေါ်မှာကျွန်တော်တို့ရဲ့ over hand လေးအနေထားတွေနဲ့ကျွန်တော်တို့ကားပြတ်ပြောဖြစ်ပါတယ်တော့ဖြစ်တာတိုင်းရရှိရဲ့ရင်းနဲ့ပြုံးနေတာပါရှိတယ်ဟိုသူပြောမဲ့ဟာသူတွေးခံစားနေတာကလာပေးလာမလဲကလုံးတိုင်းမှာရတာရှိအဲ့ဒီရတာကိုကချိုလားချင်လားငံသလားဆက်သလားကိုခံစားပြီးမှပြိတ္တပေးမှာဟုတ်တယ်မလားကိုချိုရတဲ့ချင်းပြိတ္တချိုသွားစီရဒီကစိတ်ထဲမှာညဉ့်ညမ်းနေပြိတ္တညဉ့်ညမ်းသွားတာပေါ့ဆိုတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့မသိတဲ့လူပုဂ္ဂိုလ်တူတယောက်ကထိခိုက်နေတာသွားစေမဲ့စကလုံးမျိုးတော့ကျွန်တော်တို့ဟာတာအနေနဲ့ပြုတ်လို့မှာမဟုတ်ပါဘူးနောက်တစ်ချက်ဒီလူတယောက်ကကျွန်တော်တို့နေဟာတာအနေနဲ့ပြန်လုံးထုတ်မယ်ဆိုလို့ရှိရင်အဲ့လူတယောက်တည်းစိတ်ထိခိုက်เสียဖြစ်စေခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့ဒီအရာကိုဟာတာအနေနဲ့လည်းရည်စရာမလုပ်ပါဘူးသူတို့အနေနဲ့ပောက်ခဲ့ပြီးသားရည်စရာဖြစ်တဲ့စကလုံးပဲရည်စရာဖြစ်ပြန်လုပ်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ ਨੇ တိခင်ကျွမ်းဝင်တဲ့သူဖွင့်တောင်းပြီးမှဟာတာအနေနဲ့ဖြစ်ခဲ့တဲ့အရာကိုပဲဟာတာအနေနဲ့ပြန်လုပ်မှာပါတစုံတူစိတ်ထိခိုက်တဲ့အရာပုဂ္ဂိုလ်ရထိခိုက်တဲ့အရာတွေအားလုံးကျွန်တော်တို့ဟာတာအနေနဲ့လုပ်တော့မှာမဟုတ်ပါဘူးကျွန်တော်တို့ခုနကျွန်တော်တို့အင်တာဗျူးမှာဖြေသလိုပဲကျွန်တော်တို့ကိုပဲကျွန်တော်တို့ချင်းချင်းတွေဟာတာတွေပြောတော့မှာဒီကသူများကိုပြောနေတာကျွန်တော်တို့၄ယောက်ချင်းချင်းပတ်ပြောတာတော့မလောက်ဘူးဒီကျွန်တော်ကတော့ hidden talent ကတိတ် hidden talent ဆိုတာဘာတကယ်ကြီးအတယ်မှာတိတ်မတိနေတဲ့ဟိုဟာအချင်းတွေပါ hidden talent ကမရှိဒါပေမဲ့ကျန်တဲ့လူတွေမှာရှိတယ်ကာလာပြီးကြတယ်အင်္ဂလိပ်စကားကျန်တဲ့လူတွေမှာရှိတယ်ဟုတ်လေကျွန်တော်တို့လိုက်ငါတို့တော့ယောက်ကမြန်မာလူပြလုံးပြတ်မယ်သူ့ကလေးလူပဲပြတ်မယ်ငယ်အဲ့လိုတော့အဲ့ဒါအင်္ဂလိပ်တွေလည်းအဲ့ဒါပွဲကတော့ foreigner တွေပါလဲလာကြည့်လို့ရပါဘောကျွန်တော် foreigner တော့သိညစ်သွားမယ်သိညစ်သွားတယ်ဘာပြောလဲဟာလေပြော soccer product အဲ့လိုလေးသွားကြမှာပါကျွန်တော်တို့အင်္ဂလိပ်လိုပြောရင်လည်းတကြောင်လို့ပြောကြားထဲမှာဘာမှအဲ့တလုံးနဲ့ထည့်တဲ့အကြောင်းမရှိဘူးအဲ့တော့အိန္ဒိယကလည်းအကြည့်များပါရှိသူတွေတော့အဲ့လိုပဲပြောသွားတယ်ဒီလေးယောက်ကလေအဲ့လို interview လေးမှာဆိုတော့အရန်ကိုကွာကြည့်ရ capacity ရဲ့တည့်ရဲ့အဲ့ဒီလိုကနေပြီးတော့ဒီလိုမျိုးအကောင့်တွေပေါ်ပို့စိတ်ကူးရသွားတာအဲ့လိုလည်းမဟုတ်ဘူးကျွန်တော်လည်း300ဆိုတာ idiot နဲ့ဒီလိုမျိုးအဖွဲနဲ့စုံ